Mashi Monster 7960 mà cái em mai xong về cho nó trai xong về người già đồ nó người già thì đến về một nó hai con này cho nó biết ra để mà ấy lâu mai lệ rồi thì bên nó tháo nó mà xử lý sang ngàm mồi đó ngàm mồi đấy bây giờ bà lệ rồi lại chuyện gì này thì như bài bây giờ mà chỉ đến owner first owner lúc đó bây first owner second owner mà nó ấy của cái gì bên cái share sinh nhỉ nó đâu share sinh nhỉ là rồi nó trả lại cái gì cũng là đấy nó mà đi asset rồi cái đó là asset của mà chỗ tiêu quẹt thế à cái đó là gì mình nêu giá nêu đông rồi lý rồi là toa mẹ thì nó được là reason food value forကျွန်တော်တို့ဒီချိန်လေးကိုတော့နှိပ်လို့ရမယ်ညင်းလို့ရမယ်ပေါ့နော်ကျွန်တော်တို့ riding pool ပဲကိုနေနေပါပြောင်းလို့ရတဲ့ဟာလေးပါပဲဒီကောင်လက်သေးမနေဘူးပြီးဒီကောင်ကျွန်တော်တို့ဒီclutch cover တက်ရှင်တော့ဒီကောင်ကဒီ clutch cover တခုလည်းမလာဘူးဗျာဒီ engine online ဆိုတော့ဒီလူကတစ်ချမ်းလုံးသူအမျိုးနေရတယ်ပေါ့နော်ဒီ cover ဆိုရင် main engine ဈေးရန်ကောင်းပါတယ်ဒီကောင်အနည်းဆုံး40ဝန်းကျင်သွားမယ်ပြီးဒီမှာကျွန်တော်တို့ကတော့ဒီ timing pad တွေသွားတဲ့ဟာကိုဒီလောက်ထားတယ်ပေါ့နော်အဲ့ကောင် CNC racing ဆိုတဲ့အတိုင်းပဲဈေးရန်ကြီးရယ်ဒီကောင်ကျွန်တော်ညီမနိုင်ငံမှာဒီပေါ့နော်ဒီ timing back ကာပါပေါ့နော် clear timing back ကာပါပေါ့နော်အဲ့ကောင်ကကျွန်တော်ဒီဘေးမှာတော့စမြင်ဘူးလားအခုတည်းလေဒီဘေးမှာကျွန်တော်မြင်ဘူးသေးတယ်တခြားဘယ်ဘေးမှာကျွန်တော်မမြင်ဘူးသေးဘူးတကယ်မိုက်တယ်နော်ပြီးတော့ဒီမှာ Evodasအောက်ကပေါ့နော်စံကက်ကပေါက်လို့ပြောတယ်အင်ဂျင်ကပေါက်လို့လည်းပြောလို့ရတယ်ဒီမိုတက်ပေါက်ပေါက်မဲ့အစ်စ်တွေပါဒီကောင်လည်းဈေးမနေဘူးဒီကောင်လည်း9သိန်းဝန်းကျင်လောက်ကအနည်းဆုံးသွားလိမ့်မယ်ပြီးတော့ပါလာမလဲဆိုတော့ပြီးတော့ရေရစရာတခုရှိတယ်ဒီကောင်ဝယ်လိုက်တယ်ခုံတစ်ခုလုံးတင်ပြီးဝယ်လိုက်တာတရားယူ15သိန်းဆိုတော့ဝယ်လိုက်တယ်ခုံတစ်ခုလုံးပြီးတော့ပါလာတဲ့အချိန်မှာပါလဲဆိုတော့ဒီတိုင်းကောင်စွတ်တစ်ခုပဲပါတယ်ပါတော့ဆိုတော့ဒူကာဘိုက်ဖြစ်နေဒူကာဘိုက်က main Italyဒီအရန်ကောင်းပါတယ် quality ရော design ရောတကယ်အရန်ကောင်းတဲ့ကောင်လေးကောင်ဒီထိုင်ကုန်ကပါအစွတ်တင်မဲ့ဟိုကသူ15သိန်းတော့ပေးလိုက်ရတယ်ပြီးတော့နောက်ထပ်ဒီမှာခါတဲ့ဘာအန်လေးဘာရမယ်တော့ဒါလေးသေးသေးမရှိပါဘူးဒီကောင်လေးရှိမယ်ဒီကောင် Rizoma ကျွန်တော်တို့ဟိုပေါ့နော် handle grip ပေါ့နော်ဒီကောင်လေးဈေးရန်ကောင်းတယ်Rizoma main Italy ပြီးတော့ဒီကောင် Rizoma Ducati ကပြန်ထုတ်ထားတာပေါ့နော် Ducati ကထုတ်တဲ့ accessory brand တစ်ခုပေါ့အဲ့ကောင်ဈေးရန်ကောင်းပါတယ်မရှိဘူးဆိုတော့ဒီကောင်တော့သွားလိုက်မယ်နော်ကျွန်တော်တို့အနည်းဆုံးတော့6သိန်းခွန်နေသွားလိုက်မယ်ပြီးတော့ဒီကောင်ဒါလေးဖတ်စီလေးတွေပြီးတော့ဒီမှာဒါလေးထည့်ပေးထားတယ်နောက်ထပ်